ဗီဒီယိုထဲမှာရှိနေတဲ့မကောင်းဆိုးဝါး ကျွန်တော်ကတယောက်တည်းနေတာပါပြီးခဲ့တဲ့အပတ်ကအိပ်ပျော်နေရင်ဟုတ်တယ်တလားသိချင်လို့ညဘက်ဆိုဖုန်းထဲက sleep recorder အတန်ဖမ်းဆက်ကိုဖွင့်ပြီးအိပ်လေရှိတယ်မနက်နိုးတော့အတန်ဖိုင်ကိုပြန်နားထောင်ကြည့်တာပေါ့အစပိုင်းကတော့ကျွန်တော်ရဲ့အသက်ရှူတန်းမှန်မှန်ပဲကြားရတယ်ဒါပေမဲ့ညတန်းကောင်2နာရီလောက်မှာကျူီကနေတကားပွင့်တန်းထွက်လာတယ်ကျွန်တော်ရင်တွေတုန်သွားတယ်ဘာလို့လဲဆိုတော့ကျွန်တော်ကအခန်းတကားကိုတေးကြချက်ထိုးပြီးအိတ်တာလေအတန်ဖိုင်ထဲမှာပဲအေးဆက်ဆက်အတန်ကြီးနဲ့လှပလိုက်တာလို့ပြောတန်ကြားရတယ်ပြီးတော့ကျွန်တော်ကုတင်ဘေးမှာတင်ဒေါက်နဲ့လမ်းလျှောက်နေတဲ့အတန်းနေအကြောက်ဆုံးအပိုင်ကဘာလဲသိလားကျွန်တော်အခုဖုန်းထဲက record ကိုပြန်ပိတ်မလို့လုပ်နေရင်အောက်ကစာသားလေးကိုတတိထားမိသွားတာတဲ့အဲ့ဒါက video recording in progress တဲ့ကျွန်တော်ဖွင့်ထားတာကအတန်ဖန်းဆန်မခုံဘူးဗီဒီယိုမှတ်တမ်းဖြစ်နေလားကျွန်တော်ကြောက်နဲ့အဲ့ဒီဗီဒီယိုကိုဖွင့်ကြည့်လိုက်တဲ့အချိန်မှာတော့ဆောင်းအောက်ကနေကျွန်တော်ကိုစိုက်ကြည့်နေတဲ့မျက်လုံးတစ်စုံကိုဗီဒီယိုထဲမှာအတိုင်းအတာမြင်လိုက်ရတယ်ဗျာ